ခဏလောက်မျက်စိမိတ်ပြီးစဉ်းစားကြည့်အောင်ကဘာပေါ်မှာငွေဆိုတာသာလုံးဝမရှိတော့ဘူးဆိုရင်ဘာဖြစ်မလဲကိုအိတ်ထဲမှာပိုက်ဆံအိတ်မရှိတော့ဘူးအကျွေးစိတ်တန်းတွေလည်းမကြားရတော့ဘူးဘဏ်အကောင့်တွေ ATM ဆက်တွေဖုန်းထဲကပေးတွေအကုန်လုံးပျောက်သွားပြီလို့မြင်အောင်ကြည့်လိုက်ပါဒါဆိုကျွန်တော်တို့ဘယ်လိုစေဝယ်ကြမလဲတကယ်တော့လေဒီလိုကဘာမျိုးဟာပုံမြင်မဟုတ်ပါဘူးတကယ်ကိုရှိခဲ့ဘူးတာပါလွန်ခဲ့တဲ့နှစ်ကောင်ထောင်ကြီးတုန်းကလူသားတွေဟာငွေဆိုတဲ့အရာမရှိဘဲနဲ့ရှင်သန်ခဲ့ကြတယ်ဒါဆိုစဉ်းစားစရာရှိတာကဒီနေ့ကျွန်တော်တို့တုံးနေတဲ့ပိုက်ဆံတွေကဘလို့မျိုးစတင်မွေးဖွာလာတာလဲဒီနေ့မှာတော့အချင်းချင်းပစ္စည်းချင်းလဲရာကနေအကျွေးစိတ်တွေစိတ်ကိုပိုက်ဆံတွေ credit card တွေကတဆင့်အခုခေတ် Bitcoin လို့ crypto တွေအထိငွေကြေးရဲ့စိတ်လူရှာစရာတမိုင်းကြောင်တစ်လျှောက်ကိုကျွန်တော်တို့အတူတူခရီးသွားကြည့်ကြမယ်ကဲအရင်ဆုံးငွေမရှိခင်ခေတ်ကိုပြန်သွားကြည့်အောင်အဲ့ဒီတော့ကရှေးလူတွေဟာမျက်နာတော်နာမှာအုပ်စုလိုက်နေထိုင်ကြတယ်သူတို့ဘာလုပ်လဲဆိုတော့တရိษံအမဲလိုက်တယ်စိုက်ပျိုးတယ်လူအပ်တဲ့ပစ္စည်းတွေကိုကိုယ်တိုင်ပဲလုပ်ကြတာပေါ့ဘဝကရိုးရှင်းပေမဲ့တကယ်တော့မလွယ်လာဘူးဗျနေတိုင်းစားဖို့တောက်ဖို့နဲ့ဘေးကင်းဖို့တရုံကန်နေရတာလေအဲ့ဒီမှာပြဿနာကစတာပဲဥပမာလဲသမားတယောက်မှာဂျုံလီအများကြီးရှိတယ်ဒါပေမဲ့သူအသားစားခြင်းတယ်အမဲလိုက်သမားကြတော့အသားတွေရှိပေမဲ့ဟင်းချက်ဖို့အိုးလိုနေပြန်ရောအဲ့ဒါနဲ့ပဲသူတို့ဘာလုပ်ကြလဲဆိုတော့အလဲလုပ်ကြတာပေါ့ဒါကို barter system လို့ခေါ်တယ်အစားပိုင်းမှာတော့အဆင်ပြေတယ်လို့ပဲဒါပေမဲ့ဒီစနစ်မှာလူမသိတဲ့အားနည်းချက်ကြီးတစ်ခုရှိနေလေဗျစဉ်းစားကြည့်ပါဦးအာရွန်ဆိုတဲ့လဲသမားတယောက်ကဖနက်အသေးလိုချင်တယ်ဆိုပါစို့သူ့မှာလဲဖို့ကျုံးနေရှိတယ်သူကဖနက်ချုပ်သမားစီသွားပြီးငါးကျုံးယူပြီးမင်းဖနက်ပေးလို့ပြောတယ်ဒါပေမဲ့ဖနက်ချုပ်သမားကငါးကျုံးမလို့ချင်ဘူးငါအီမိုးဖို့အိုးပဲလို့ချင်တာလို့ညင်းလိုက်ရောအာရွန်ခမရအိုးလို့တဲ့သူစီထပ်သွားရပြန်တယ်အိုးလို့တဲ့သူလည်းကငါးကျုံးမစားချင်ဘူးစိတ်ပဲလို့ချင်တယ်တဲ့တွေ့လားသိတယ်ဟုတ်အာရွန်တယောက်ဖနက်တစုံရဖို့တဲ့မျိုးပတ်ပြီးလိုချင်တဲ့သူကိုလိုက်ရှာနေရတာနဲ့တင်အချိန်ကြီးအကုန်ကုန်သွားရောဒါကိုပြင်းပြရရ double coincidence of ones လို့ခေါ်တာပေါ့လူနှစ်ယောက်ကတစ်ချိန်တည်းမှာတယောက်လိုတာကိုတယောက်ကပိုင်ဆိုင်ထားဖို့ဆိုတာတကယ်ကိုခဲရင်လွန်ပါတယ်ဒီလိုနဲ့လူတွေစဉ်းစားလာကြတယ်ငါတို့အားလုံးလက်ခံနိုင်မယ့်အရာတစ်ခုခုတော့ရှိမှထင်မယ်ဆိုပြီးတော့ပေါ့အဲ့ဒီမှာ money ရဲ့ concept စပေါ်လာတာပဲတနိုင်ငံနဲ့တနိုင်ငံတော့မတူဘူးခေါ်လေတချို့နေရာမှာစားကိုပိုက်ဆံအဖြစ်သုံးကြတယ်ဘာလို့လဲဆိုတော့စားကအစားအစာတွေတားရှိခဏလူလို့ရလို့အယံတန်ဖို့ရှိတာကိုတချို့ကကြတော့ခရုခွန်ဒီကိုသုံးကြတယ်တရုတ်ပြည်မှာဆိုခရုခွန်ဒီကိုနေပေါင်းထောက်ကြီးသုံးခဲ့ကြတာနော်ဒီနေရာမှာကျွန်တော်တို့တတိထားမိမှာကတကယ်တော့ပိုက်ဆံဆိုတာပစ္စည်းတစ်ခုမဟုတ်ပါဘူးယုံကြည်မှု trust တဲ့ပဲအားလုံးကဒါဟာတန်ဖို့ရှိတယ်လို့ယုံကြည်ကြတာနဲ့အဲ့ဒါဟာပိုက်ဆံဖြစ်သွားတာပါပဲဒါနဲ့အကျွေးစိတ်တွေဘယ်လိုပေါ်လာတာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလိုက်ဒီယာဆိုတဲ့တိုင်ဖီမှာတော်လန်ရေးဆန်တဲ့အတွေ့ခေါ်တစ်ခုပေါ်လာတယ်အစိုးရကနေတတူဝိုင်းလေးတွေလှုပ်လိုက်ပြီးဒါဟာပိုက်ဆံပဲလို့တရားဝင်ကြေညာလိုက်တာအဲ့ဒီအကျွေးစိတ်ပေါ်မှာဘယင်ရဲ့တစိတ်ပါတယ်အဲ့ဒီတစိတ်ကဘာကိုဆိုလိုတာလဲဆိုတော့ဒါအစ်စ်နော်ငါတို့အာမခံဘူးဆိုတဲ့ယုံကြည်မှုကိုပေးလိုက်တာပါအဲ့ဒီနောက်မှာတော့ကွန်ထွေရေးတွေအယံလွဲသွားပြီးမြို့တွေ empire တွေဟာအကြီးအကျယ်တိုးတက်လာပါတော့တယ်ဒါပေမဲ့ပြဿနာကထပ်ပေါ်လာပြန်ရောအကျွေးစိတ်ဒီကကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့အယံလေးတာတဲ့အကျွေးစိတ်1000လောက်ထည့်ရမယ်ဆိုရင်ဘယ်လောက်ပင်ပန်းမလဲစဉ်းစားကြည့်ပါဦးဒီပြဿနာကိုတရုတ်လူမျိုးတွေကစပြီးဖြေရှင်းခဲ့ကြတယ်ကုန်တေတွေကသူတို့ရဲ့အကျွေးစိတ်တွေကိုယုံကြည်ရတဲ့ဘဏ်မှာအပ်ထားလိုက်တယ်ဘဏ်ကနေဒီလူမှာအကျွေးစိတ်ဘယ်လောက်ရှိပါတယ်ဆိုတဲ့စာရွက်လေးပြန်ပေးလိုက်တာအဲ့ဒါနဲ့ပဲကဘာပထမဆုံးစက်ကူပိုက်ဆံဆိုတာမွေးဖွားလာခဲ့ပါတယ်ပေါ်ပေါ်ပါပါနဲ့ထဲရလွှဲသွားတာပေါ့ဒါပေမဲ့ဒီမှာလည်းအန်ဒီယေကရှိနေပြန်တယ်အစိုးရကစက်ကူတွေကိုအလွန်အကျုံရိုက်ထိုးလိုက်ရင်ပိုက်ဆံတန်ဖိုးကျသွားမယ်ကုန်စည်နှုန်းတွေတက်လာမယ်အဓိကကတော့လူတွေရဲ့ယုံကြည်မှုပြတ်သွားနိုင်တာပါပဲ1600ပြည့်နှစ်ဒီမှာယောရော့ဘက်မှာဘန်ဒီပေါ်လာပြီး gold standard ဆိုတာဖြစ်လာတယ်ဆိုလိုတာကကင်ထားတဲ့စက်ကူပိုက်ဆံတိုင်းဟာဘန်သေးကရွှေအတီးကျန်တွေချိတ်ထားတာမျိုးပါဒါကလူတွေကိုလုံခြုံစိတ်ချမှုပေးခဲ့တယ်ဒါပေမဲ့1960ခုနှစ်မှာတော့အလီပြန့်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်အမေရိကန်ကဒေါ်လာကိုရွှေနဲ့ချိတ်ထားတာကိုဖျက်လိုက်တယ်အဲ့ဒီနေ့ကစပြီးကမ္ဘာငွေကြေးစနစ်အားရွှေအထောက်ပံ့မရှိတော့ဘဲယုံကြည်မှုတက်ပေါ်မှာပဲရပ်တည်လာဟေ့ရတာပါနည်းနည်းတော့ကြောက်ဖို့ခေါင်းတယ်နော်ခစ်တီပြောင်းလာတော့ပိုက်ဆံကလက်နဲ့ခိုင်လို့မရတဲ့ invisible မမြင်ရတဲ့အရာဖြစ်လာတယ်1950မှာ credit card တွေပေါ်လာတယ်ကပြားလေးတစ်ခုတည်းနဲ့ဘာမဆိုဝေးလို့ရလာပြီအခုဆိုရင်ဖုန်းလေးနဲ့တက်လို့လိုက်ရုံပဲပိုက်ဆံဆိုတာ screen ပေါ်က number တွေပဲဖြစ်သွားပါပြီ
ဒါနဲ့တင်ပြီးထွာလာဆိုတော့မပြီးသေးဘူးဗျ2008ခုနှစ်မှာစတိုရှိနာကာမိုတိုဆိုတဲ့နာမည်နဲ့လူတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုက Bitcoin ဆိုတာကိုဖန်တီးခဲ့တယ်သူကဘာပြောလဲဆိုတော့ငါတို့ကြားမှာဘန်လည်းမလို့ဘူးအစိုးရလည်းမလို့ဘူးငါတို့အချင်းချင်းပဲနှီးပညာနဲ့ထိန်းချုပ်ကြမယ်တဲ့ blockchain ဆိုတဲ့နှီးပညာနဲ့ transaction တိုင်းကိုကွန်ပျူတာတွေကနေစစ်ဆေးပေးတယ်အစားပိုင်းမှာတော့လူတွေကရေးကြတာပေါ့2010တုန်းကလူတယောက်ဆိုရင် Bitcoin 1000နဲ့ပြီးစားနှချပဲဝေခဲ့တာအဲ့ဒီတုန်းကဒေါ်လာ40ဘူးလောက်ပဲရှိတာလေဒါပေမဲ့အခုချိန်မှာအဲ့ဒီ Bitcoin 1000ရဲ့တန်ဖိုးကဒေါ်လာတန်ပေါင်းများစွာဖြစ်နေပြီဆိုတာစဉ်းစားကြည့်ရင်တကယ်ကိုယူကျင်စရာပါပဲကဲငွေကြီးရဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဒါဟာပိုက်ဆံအကြောင်းတည်းမဟုတ်ပါဘူးလူသားတွေရဲ့ရှင်သန်မှုပြဿနာတွေကိုဖြေရှင်းပုံနဲ့တူးပေါ်တူးထားရှိတဲ့ယုံကြည်မှုအကြောင်းပဲဖြစ်ပါတယ်ပလဲလေလို့ရကနေခရူးခွန်တွေအကျွေးစိတ်တွေစက်ကူတွေပြီးတော့ crypto အထိပြောင်းလဲလာခဲ့ပြီးမြဲအခြေခံအချက်ကတော့မပြောင်းလဲသေးပါဘူးအဲ့ဒါကတော့ငွေဆိုတာယုံကြည်မှုပါကျွန်တော်တို့အားလုံးကဒါဟာတန်ဖိုးရှိတယ်လို့လက်ခံနေတဲ့ငွေဟာဆက်ရှိနေဦးမှာပါဒါဆိုတမင်ချင်းတို့တော့ဘယ်လိုထင်လဲနဝနာကမှာပိုက်ဆံကဘာဒီဆက်ဖြစ်လာဦးမလဲစကူပိုက်ဆံတွေပဲတုံးနေဦးမလားဒါမှမဟုတ် digital currency တွေပဲကြီးစိုးသွားမလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုစက်ကြီးချင်းကတော့ like and subscribe လို့ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ် documentary တွေမှာအကင်းတွေ့ကြမယ်လောလောဆယ်တော့အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေတဲ့